ကျွန်တော်တို့ဒီနေ့ဈေးသွားဝယ်တဲ့အခါမှာမေးလေးမေးထားရှိတဲ့စကားလုံးတစ်လုံးကိုဝေကြတိဆောက်ကြမယ်။အဲ့တော့ဒီနေရာမှာဆိုင်ရှင်ကမိန်းကလေးဆိုရင်အတေလို့သုံးမယ်ယောက်ျားလေးဆိုရင်900လို့သုံးမယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကစာကြောင်းတိဆောက်တဲ့အခါမှာဒီကိုခေါ်မဲ့အတေတို့900တို့ကအရှိကခေါ်လို့ရတယ်။အဓိကစာကြောင်းဖြစ်တဲ့ဒါလေးဘယ်လောက်လဲဆိုတာကိုပဲအရင်ဆုံးကြည့်ရမယ်။ဒါလေးဘယ်လောက်လဲဆိုတာပစ္စည်းကိုညွှန်ပြတဲ့အခါမှာကျွန်တော်၃မျိုးတင်ထားတယ်။ကိုယ့်ရဲ့အနာကဟာဆိုရင်ဤတိုတစ်ဖက်လူရဲ့အနာကဟာဆိုရင်ဤယံဒါမှမဟုတ်ရင်နှစ်ယောက်လုံးရဲ့အဝေးကဟာဆိုလို့ရှိရင်ဤယွန်းဆိုပြီးတော့သုံးမယ်ပေါ့နော်။ဒီစာကြောင်းတိဆောက်တဲ့အခါမှာကျွန်တော်တို့ကနောက်ဆုံးကစာလုံးကိုအရှိကရေးရမယ်။အဲ့တော့ဘယ်လောက်လဲဆိုတဲ့စာလုံးကိုအရှိကရေးရမှာဖြစ်တဲ့အတွက်ဘယ်လောက်လဲဆိုတာကိုတက္ကလို့ဘယ်လိုပြောလဲမကားနိုဘယ်လောက်လဲဒါလေးကဘာလဲဆိုတာဖြစ်တဲ့အတွက်ဒါလေးဆိုတော့ကိုယ့်ရဲ့အနာကဟာကိုပြောတာကိုယ့်ရဲ့အနာကဟာကိုပြောမှဖြစ်တဲ့အတွက်ဘာထည့်ရမလဲဆိုတော့ဤတော်အဲ့တော့မကားနိုဤတော်ဒါလေးဘယ်လောက်လဲဒီနေရာမှာ900မကားနိုဤတော်တဲမကားနိုဤတော်ရင်ကြီးပြောမယ်ဆိုရင်မကားနိုပေါ်ဤတော်တဲမကားနိုပေါ်ဤတော်အမရဲ့ဒါလည်းဘယ်လောက်လဲရင်ဘယ်လောက်လဲရှင်ဘယ်လောက်လဲခမညာနောက်တော့က900မကားနိုပို့တော့အကိုဒါဘယ်လောက်လဲရင်ဒါဘယ်လောက်ကြလဲဒီလိုမျိုးမေးလို့ရတယ်ပေါ့နော်အဲ့တော့ရောင်းသူကပြန်ဖြေမယ်ရောင်းသူကအဲ့ဒါလို့ဖြေမယ်အဲ့ဒါဆိုတာကသူကဒီဝေသူကကြတော့သူ့ရဲ့အနာကဟာကိုဖော်ပြတယ်အဲ့တော့ရောင်းသူနဲ့သူနဲ့ကဝေးသွားပြီသူ့ရဲ့စကားပြောတာကိုနားထောင်နေတဲ့လူအနာကိုညွှန်ပြတယ်အဲ့တော့ဒီနေရာမှာအီယန်ဆိုပြီးတော့သုံးမယ်နော်တစ်ဖက်လူရဲ့အနာကဟာမလို့အီယန်လို့သုံးမယ်ဒီနှစ်ယောက်လုံးရဲ့အဝေးကဟာဆိုလို့ရှိရင်အီယွန်းဆိုပြီးတော့သုံးမယ်